ရောကျွန်တော်အနုပညာကြီးဘလောက်ပေါ်မှာကျွန်တော်အဲ့ဒါကမရဘူး no မရဘူးလွန်ခဲ့တဲ့နှစ်တည်းကတောင်းခဲ့တဲ့ဒီဥစ္စာကမလေးသိန်းစော်ကစမ်းရည်မိုးကိုဆက်စရာဥအောင်ကျော်ထွန်းတဲ့ကိုယ်တိုင်ကပြခွင့်ပြုသည်အချိန်ယူပြီးတော့လေ့ကျင့်ခဲ့တဲ့အကြောင်းမလို့ယနေ့ဘာဖြစ်လဲယနေ့အောင်မြင်တဲ့မြမရိုးရစစ်မင်းသားတလက်ဖြစ်လာတော့မှပြီးတာအခုမန္တလေးသိန်းစော်စီကအဲ့ဒီစမင်းဆက်ကိုပတ်စံနေကြိုက်တဲ့လောက်ပုံသွားတောင်းမရဘူးဘယ်သူကမှလည်းလို့သူမေးလိုက်မယ်အဲ့ဒါလို့ကျွန်တော်တို့ကစမ်းရည်မိုးဆိုတာမြမမင်းသားလေးတက်လက်ဖြစ်ပါတယ်စုံကိုပြောဒီကိုစူးစမ်းပြီးတော့တင်ဆက်ပေးမယ်မင်းသားလေးတက်လက်ဖြစ်ပါတတ်သေးပေါင်းများစွာလက်တွေ့ပြသနိုင်ခဲ့မှမန္တလေးသိန်းစော်ရှိကနေပြီးတော့ဒီဇက်တော်ကရခဲ့တာကျွန်တော်တို့လွယ်လွယ်ရခဲ့တာမဟုတ်ဘူးဒါလေးသိအောင်ပြပြမန္တလေးရောကျွန်တော်အနုပညာကြီးဘလောက်ပေါ်မှာကျွန်တော်အဲ့ဒါကမရဘူး no မရဘူးကျွန်တော်နှစ်ကြိုးစားခဲ့တယ်စမ်းရည်မိုးကိုမင်းသားလေးမြန်မာမင်းသားလေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုတတ်သိပြနိုင်မှမန္တလေးသိန်းစော်ရှိကအဲ့ဒီချင်းရတာဟုတ်အဲ့ဒီစတဲ့စင်မရခဲ့တာကျွန်တော်စင်နေဝယ်နေတဲ့အထိမန္တလေးသိန်းစော်ရှိကမရသေးဘူးကျွန်တော်ကစင်နေတာဝယ်နေတာမရသေးဘူးဟောနောက်တစ်ခုဒီစတဲ့စင်မင်းစက်တော့ကျွန်တော်ရပြီဆိုတဲ့အချိန်မှာကျွန်တော်တို့တလေးတစားတင်ဆက်ရမယ်ပထမတော့18ရက်နေ့မှာတင်ဆက်မယ်လို့ကျွန်တော်ပြောခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ဒီဥစ္စာပို့ပြီးတော့စက်ရုံထဲလာကြီးတဲ့လူပဲကြည့်ရှုခွင့်ရအောင်မယ်ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့က16ရက်နေ့မှာစရန်စင်မင်းဇက်တော်ကမယ်ဒီမင်းသားလေးဟာဒီဇက်တော်စာမွေးပွဲအောင်လို့ဒီဇက်တော်ကျွန်တော်တို့ရခဲ့တာဖြစ်ပါတယ်